နန်းတော်ကြီးတစ်ခုလုံးပြကြတော့မဲ့အရေးပေါ်အခြေအနေမှာတော့ကျွန်တော်တို့ရဲ့အကိုကြီးကာလီဘာတယောက်ပြတလဲနဲ့ဘောင်းပီခါဘက်ကိုဖြုတ်မိတောက်တွေရှိရာကိုချိန်ရွယ်ပြီးအားရပါရကြီးကိုမိငိမ့်တက်လိုက်ပါတော့တဲ့ကောင်းကင်ရံကနေဝုန်းကနေကျဆင်းလာတဲ့ဒီအသက်ကရေပန်းကြီးကြောင့်မိတောက်တွေလည်းချက်ချင်းငိမ့်သွားသလိုဘရင်ကြီးရဲ့နန်းတော်လည်းတီတီလေးလွတ်မြောက်သွားခဲ့ရပါတယ်တကယ်တော့ဘရင်ကြီးရဲ့ရှေ့မောက်မှာအခုလိုရိုင်းဆိုင်လုံးမိတဲ့အတွက်အသက်ပြောက်ပြီလို့ထင်ခဲ့ပေမဲ့ဘယ်သူကထင်မှလဲဗျာဘရင်ကြီးကစိတ်မဆိုးတဲ့အပြင်ဂါလီဘာရဲ့ဒီလိုပါနဲ့တဲ့အိုင်ဒီယာကိုတချီမွန်းနဲ့ချီမွန်းပြီးအထူးသူရဲကောင်းစုတောင်တန်းပေးလိုက်ပါသေးတယ်ဒါကိုဘေးကနေကြည့်နေတဲ့စစ်သူကြီးစံပြောင်တယောက်ကတော့ဒေါသတွေထွက်ပြီးရင်ကွဲမတက်ခံစားလိုက်ရတာပေါ့တကယ်တော့ဂါလီဘာဟာတင်မောပြက်ပြီးဒီလူပူလေးများနိုင်ငံကိုမတော်တဆမျောပါလာခဲ့တဲ့သူပါအစပိုင်းမှာစစ်သူကြီးစံပြောင်ကသူ့ကိုနေဆက်ကိုပို့ပြီးအချင်းချထားခြင်းခဲ့တာဒါပေမဲ့ဘရင်ကြီးကတော့ဂါလီဘာကိုနတ်မင်းကပေးသနာတဲ့အဆောက်အအုံလို့သတ်မှတ်ပြီးနိုင်ငံရဲ့အထူးဧည့်သည်တော်အဖြစ်ချက်ချင်းကြီးညာပေးခဲ့ပါတယ်ဒီလိုနဲ့ဂါလီဘာတယောက်ဘရင်ကြီးရဲ့အနားမှာမျက်နှာပွင့်ပြီးဆရာကြီးဖြစ်လာတာကိုမြင်တော့စစ်သူကြီးစံပြောင်တယောက်လုံးဝစိတ်သက်တွေအမှောင်ကျသွားပါတော့တယ်သူဟာရန်သူနိုင်ငံစီကိုတန်းပြီးတစ္ဆာဖောက်ပုံကံပြေးခဲ့တယ်လို့လှုပ်ဝက်ပုံအောင်နေပြီးတော့အေယာမဆက်ရုပ်ကြီးတရုတ်ကိုမဟာဗျူဟာမြောက်တီထွင်ဖန်တီးခဲ့ပါတယ်မကြခင်မှာပဲစံပြောင်းဟာအဲ့ဒီဆက်ရုပ်ကြီးကိုမောင်းနှင်ပြီးဂါလီဘာကိုကလဲစားချေဖို့တကြော့ပြန်ရောက်ရှိလာပါတော့တယ်အေယာမတန်မဏိဘီလူကြီးနဲ့ရင်ဆိုင်ရပေမဲ့လည်းဂါလီဘာကတော့လုံးဝမကြောက်ပဲလူကိုယ်တိုင်တန်မဏိဆက်ရုပ်ကိုလက်ပလာနဲ့ဆွဲဖဲပြမဲ့အပြင်ကဘာကလူတန်ကြီးဖြစ်အာမန်ပြေးနဲ့ထွက်ချခဲ့ပါတယ်ဒါပေမဲ့လည်းလူသားရဲ့ခန္ဓာကိုယ်ဟာတန်မဏိကိုဘယ်ရှင်နိုင်ပါမလဲစံပြောင်ကဆက်ရုပ်ရဲ့စွမ်းအင်လုံခဲစနစ်ကိုရုတ်တရက်ဖွင့်လိုက်တဲ့အခါဖို့အားတသိန်းရှိတဲ့တလိုက်မှုကြီးထွက်ပေါ်လာပြီးဂါလီဘာတယောက်တကိုယ်လုံးတဆက်တုံပြီးနေရာမှာတင်မလုံနိုင်တော့ပါဘူးတေမင်းစီတွားရတော့မဲ့အရေးကြီးတဲ့အချိန်မှာပဲဂါလီဘာရဲ့ညီကိုအရင်ခောက်ရှောင်ရွှဲတယောက်သူရဲကောင်းပြီးကြားထဲကဖြတ်ဝင်လာခဲ့ပါတယ်သူဟာလင်းမြန်တဲ့မြောက်တကောင်လိုဆက်ရုံမောင်းနေငန်းထဲကိုခိုးဝင်သွားပြီးကလောက်ဆိုပြီး main switcher ကိုအတင်းဆွဲဖြုတ်ကမိဖြတ်ပစ်လိုက်ပါတော့တယ်ဆက်ရုပ်ကြီးစွမ်းရင်ပြတ်တောက်သွားတဲ့အချိန်မှာပဲဂါလီဘာကတစ်ဖက်ကိုလှည့်ပြီးတောင်ကြီးတစ်လုံးပြီးကြသလိုအားနဲ့ဖိချလိုက်ပြီးစံပြောင်ရောဆက်ရုပ်ကြီးကိုပါမြေကြီးနဲ့ပုတ်တိုက်ပြီးအလဲထိုးလိုက်ပါတော့တယ်။အေယာမဆက်ရုပ်ကြီးဟာလည်းခဏချင်းတွင်းမှာပဲတန်တိုတန်စားအဆုပ်ကြီးဖြစ်သွားသလိုစံပြောင်ရဲ့ရီမန်းချက်ကြီးကလည်းပြာကျသွားခဲ့ရပါတယ်ဒီတိုက်ပွဲအပြီးမှာတော့ဂါလီဘာဟာလူပူလေးများနိုင်ငံရဲ့ရာဇဝင်တွင်မဲ့ကနဝင်သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာဟာသူ့ရဲ့ထာဝရအိမ်မဟုတ်မှန်းသူကောင်းကောင်းသိတာကြောင့်သူ့ကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ဘရင်ကြီးနဲ့တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးဂါလီဘာဟာသူ့ရဲ့ကိုယ်ပိုင်နာဂတ်ကိုရှာဖွေဖို့အတွက်ရွတ်လွင့်ထွက်ခွာသွားပါတော့တယ်